အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပြင်းဦးလွင်မြို့မှာရှိတဲ့မဟာအတုကန္တာဘုရားကြီးခေါ်တိချစ်ဘုရားကြီးရဲ့တမိုင်းကြောင်ပဲဖြစ်ပါတယ်မဟာအတုကန္တာဆူတောင်းပြည့်မြတ်စွာဘုရားကြီးခေါ်တိချစ်ဘုရားကြီးသည်ပြင်းဦးလွင်မြို့ရင်ငယ်ကျေးရွာအလွန်ပွဲကောက်ရေတကွန်အနီးမန္တလေးလာရှိုးကားလမ်းမကြီးပေဓမ္မရတီကုန်းမြင့်မော်တွင်တည်ရှိတာဖြစ်ပါတယ်ဘုရားကြီးသည်ညံတော်အမြင့်15ပေဒူးကောင်းတော်အကျယ်10ပေ6လက်မနဲ့အလေးချိန်18တန်ရှိပြီးကြည်ညိုတပ်ပယ်ပွဲထုစစ်ပူဇော်ထားသည့်ကြောက်စင်းသူရုပ်ပွားတော်မြတ်တဆူဖြစ်ပါတယ်။မဟာအတုကန္တာဘုရားကြီးခေါ်ပြစ်ချစ်ဘုရားကြီးရဲ့နောက်ခံသမိုင်းအနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အောင်တရားကျောက်စစ်လုပ်ငန်းမှာညံတော်15ပေရှိတဲ့ဗုဒ္ဓရုပ်ပွားတော်တဆူပြည်ပနိုင်ငံသို့တင်ပို့ရန်မရယာမြို့နယ်စကျင်းတောင်တွင်ကြောက်ရှာဖွေခဲ့ပြီးနှစ်နှစ်ခန့်အကြာဆင်းလူတော်ကြီးကိုထုလုပ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မန္တလေးမြို့အောင်တရားကျောက်စစ်လုပ်ငန်းမှာဦးတောင်ထွန်းဒေါ်မမလေးတို့ကဆင်းလူတော်ကြီးကိုတရုတ်ပြည်နယ်ဆက်ရွှေလီမြို့သို့ပင့်ဆောင်ရန်မော်တော်ယာဉ်ဖြင့်မန္တလေးမှတည်ဆောင်လာစဉ်ပြင်းဦးလွင်မြို့နယ်ရင်ငယ်ကျေးရွာအလွန်မန္တလေးလာရှိုးကားလမ်းမကြီးမိုင်တိုင်းအမှတ်49အရောက်တွင်နောက်ခန်းမှရုပ်ပွားဆင်းလူတော်ကိုစောင့်ရှောက်ရန်လိုက်ပါလာခဲ့သောရင်မောင်းအကူစပယ်ယာမှကြောထဲ၌စိတ်ကနေဖြစ်သွားပြီးကားနောက်ခန်းတွင်ဆက်မနေရတော့ပဲခြေကမ်းမှကားမောင်းနေသောဒရိုင်ဘာဘီနာမှထိုင်လိုက်ခဲ့ရပါတယ်။သိပ်မကြသောအချိန်အတွင်းမှာပဲမော်တော်ယာဉ်ဟာရင်းနေရာတွင်ပင်တိတ်မောက်ပြီးဆင်းလူတော်ကြီးမှာကားပေါ်မှာရှော့ကျ၍မြေခခဲ့ပါတယ်။တင်ဆောင်လာသောညံတက်တာသာကျိုးပဲပျက်စီးသွားပြီးဆင်းလူတော်ကြီးမှာအတွင်းပြင်တစုံတရာထိခိုက်ပျက်စီးမှုမျိုးမရှိခဲ့ပါဘူး။ဆင်းလူတော်ကြီးမြေခသည့်ရက်မှာမြန်မာတက္ကရာ1358ခုနှစ်တပေါင်းလပြည့်ကျော်14ရက်1998ခုနှစ်ဧပြီလ6ရက်တနင်္ဂနွေနေ့17နာရီအချိန်ခန့်တွင်ဖြစ်ပါတယ်။ဆင်းလူတော်ကြီးအားဆက်လက်ပင့်ဆောင်ဖို့ကားပေါ်တင်ဆောင်ရာတွင်ဘလို့မှမှပြီးရွှေ့တင်လို့မရပါဘူး။လူအင်အားနဲ့လည်းမရလူနဲ့ကားအင်အားသုံး၍လည်းမရဝင်ချီဆက်ခေါ်ကရိန်းကားဖြင့်ပင့်ဆောင်တင်လည်းမရတော့ပဲပင့်ဆောင်သည့်ကား၏ရှေ့ဘိန်းများပင်အပေါ်သို့မြောက်တက်သွားသည့်တိုင်အောင်ဖျားကြီးအားဆက်လက်ပင့်ဆောင်မှုအတွက်ထိုနေရာကပင်လုံးဝနေရာမရွေ့တော့ပါဘူးဖျားကြီးကိုပင့်ဆောင်မှုစီစဉ်နေစဉ်ကာလအတွင်းဖျားကြီးလိမ့်ကျမြေခခဲ့သောနေရာမှာညဦးအချိန်များမှာမိုးကောင်းငယ်ထက်၌အလင်းတန်းများတွေ့ရှိကြ၍ဖျားရောင်ကြီးတော်လှုပ်သည်ဟုဆိုကာကြည်ညိုကြပြီးရွာနီးနားဆက်မှရွာသူရွာသားများကလာရောက်၍ဖူးမြော်ခဲ့ကြပါတယ်။ရင်းမြေခခဲ့သောရုပ်ပွားတော်မြတ်ကြီးရဲ့ဂုဏ်သတင်းကိုတနိုင်ငံလုံးမှာဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူပြည်သူပြည်သားလူအများမှစိတ်ဝင်စားခဲ့ကြပြီးပြင်ဦးနယ်မြို့သို့လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဆင်းလူတော်ကြီးအားရွှေလီမြို့သို့ဆက်လက်ပင့်ဆောင်ခြင်းမပြုတော့ပဲအများပြည်သူလှူဒန်းငွေ8သိန်းကျပ်နဲ့ဆင်းလူတော်ထုလုပ်သူကလှူဒန်းငွေ2သိန်းကျပ်စုစုပေါင်း10သိန်းကျပ်ဖြင့်တောက်ဆက်လုပ်ငန်းရှင်အားပေးချေ၍လက်ရှိနေရာတွင်ပင်ဖျားကြီးအားဖူးမြော်ကြည်ညိုနိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။ဆင်းလူတော်ကြီးကို1998ခုနှစ်ဧပြီလ18ရက်နေ့တွင်ပတ်လက်အနေထားဖြင့်စတင်အပူဇော်ခံပြီးနောက်1998ခုနှစ်မေလ9ရက်နေ့တွင်ပတ်လက်အနေထားမှထိုင်ကိုတော်အဖြစ်သို့ဝင်ချီဆက်ဖြင့်ပင့်ဆောင်မှယူပြီး1998ခုနှစ်ဇွန်လ9ရက်နေ့တွင်မြေခခဲ့သည့်နေရာမှအရှိမြောက်ဘက်ဂိုက်100ခန့်အကွာတွင်ယာယီစံကျောင်းတော်တည်ဆောက်ပြီးဆက်လက်ပင့်ဆောင်၍အပူဇော်ခံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဖျားကြီးအားနေရာအတည်တကျထား၍ကိုးကွယ်နိုင်ရန်အတွက်ဓမ္မရတိကုန်းတော်ပေါ်တွင်ဇေဒီနှင့်ကန္နာကုရီတိုက်တော်တို့အတွက်လိုအပ်သည့်မြေနေရာကိုပြင်ဦးလွင်မြို့နယ်ရင်ငယ်ကျေးရွာနေဂေါ်ဒကာစနီးမောင်နှံဖြစ်သည့်ဦးကာစီရန်နှင့်ဒေါ်ဘာရတီနေဥပါနေတို့က၎င်းတို့ပိုင်မြေမှအချို့တစ်ဝက်ကိုစေတနာထက်သန်စွာလှူဒန်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်1359ခုနှစ်ဝါကောင်လာဆန်း4ရက်1998ခုနှစ်ဩဂုတ်လ9ရက်နေ့တွင်ပြင်ဦးလွင်မြို့နယ်ရှိနိုင်ငံတော်ဩဝါဒစရိယနှင့်တွဲဘက်အကျိုးတော်ဆောင်ဆရာတော်ကြီးများအမှုပြု၍တန်ခါနာယကဆရာတော်ကြီးများထံမှထိုစဉ်သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအာဏာပိုင်များနှင့်တာဝန်ရှိသူများကဆင်းလူတော်ကြီးအားပူဇော်နိုင်ရေးအတွက်ကြောက်ထားဩဝါဒခံယူခဲ့ကြပါတယ်။ဆရာတော်ကြီးများကဆင်းလူတော်ကြီးအားမဟာအန္တုကန္တာဆူတောင်းပြည့်မြတ်စွာဘုရားကြီးဟူသောဘွဲ့တော်ကိုစက္ကပ်ခဲ့ပါတယ်။